Hello မင်္ဂလာပါမိတ်ဆွေဒီနေ့နေ့ပညာရေးအများကြီးတိုးတက်နေတဲ့ခေတ်အမတာမှတိုးတက်နေပြီးမှဟိုဟာဖြစ်နေတဲ့ခေတ်မှာကျွန်တော်တို့ရောဘယ်နေရာမှာရှိနေပြီလဲဆိုတော့မိတ်ဆွေတို့စဉ်းစားမိသလားဟိုမှာအခုအရန်တိုးတက်နေတယ်တစ်ခုပြောပြမှဆိုအများကြီးပဲတိုးတက်မှုတွေအများကြီးရှိနေတယ်နော်ဒါပေမဲ့ကိုကဘယ်နေရာမှာရှိနေပြီလဲဆိုတော့ကိုစဉ်းစားမိသလားအခုကျွန်တော်တို့ဒီအီလာမာကပြောတာကဘာလဲဆိုရင်နောက်လာမယ့်10နှစ်မှာဆိုရင်ဟိုမှာနောက်လာမယ့်10နှစ်တော့ဆိုရင်ဟိုနိုင်ငံတကာအကောက်ွယ်လို့ဖို့အတွက်နော်နိုင်ငံတကာအကောက်ွယ်အတွက်ဆိုလူ30ဆရာမလိုပဲနဲ့ပေါ့နော်စက်ရုပ်တွေနဲ့ပေါ့နော်ခုနကကြည့်လူရုပ်တွေလူလိုမျိုးဖတ်စင်းလူလိုမျိုးဖန်တင်းပြီးမှဖတ်စင်းမှုဖန်တင်းပြီးမှလုတ်ပြီးမှလေဘာလုတ်မလဲဆိုရင်လုတ်ပြီးမှသူတို့ကဘာလုတ်ဖို့လုပ်လဲသူတို့ကိုဖမ်းဖို့သူတို့ကဘာလဲဒီစစ်တပ်တွေအတုံးပြဖို့စစ်တပ်ညမှာပေါ့နော်သူတို့အတုံးပြဖို့ပြီးတော့ဒီလူမိုက်တွေလူဆိုးတွေကိုဖမ်းဖို့အတွက်တော့မှသူတို့က system နဲ့တက်ထွတ်ပြီးချက်တွင်းပြီးမှလောက်လာမဲ့အနေထားမျိုးမှာရှိတာဖြစ်တယ်။နောက်လာမဲ့10နှစ်နောက်လာမဲ့2030မှာဆိုရင်ကျွန်တော်လူကအလုပ်လုပ်ဆရာမလို့လူတွေနေရာမှာဒီစိတ်ရုပ်တွေကတော်တော်များများနေရာယူလာမယ်ဆိုတော့ကျွန်တော်တို့ကြားရတာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ဒီနေ့ပြောပြချင်တဲ့ကပါလဲဆိုရင်တကယ်တမ်းနေရာယူလာမယ်ဆိုရင်မိတ်ဆွေတင်ပေးနေရာမှာရှိပြီလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြချင်တယ်။အဲ့မှာသူပြောတော့နှစ်ခုရှိတယ်။သူကဘာတစ်ခုပြောတော့လဲဆိုရင်အဲ့ဒီမျိုးစားတဲမှာတဲ့နှမျိုးရှိတခုမှပါလဲဆိုရင်ကိုအိမ်နောက်ဘေးမှာကိုစိုက်မှာလားကိုစိုက်ပြီးမှစိုက်ပြီးကိုစားချင်တဲ့တီးနှံတွေကိုစိုက်ပြီးမှကိုစိုက်တဲ့ခြံကိုစားမှာလားမဟုတ်ပဲနဲ့ market ဒီမှာတွားပြီးမှဝယ်မလားဆိုတော့နှစ်ခုသူ့မှာရှိတဲ့လူတွေကနော်အဲ့လိုမျိုးပုံစံဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ပြောတာကြားတယ်အဲ့ဒါကသူဘာပြောချင်တယ်လဲဆိုရင်ကျွန်တော်တို့အနေနဲ့အခုမှကျွန်တော်တို့ကိုပိုင်လှုပ်ဆွမ်းနိုင်စွမ်းရှိသလားလုံနိုင်စွမ်းရှိသလားလုံနိုင်စွမ်းရှိသလားလုံတတ်သလားဆိုတော့ကျွန်တော်စဉ်းစားရမယ်ကဲကျွန်တော်တို့ဒီလိုမျိုးတိုးတက်နေတဲ့ခေတ်မှာ AI နေနဲ့တိုးတက်နေတဲ့ခေတ်မှာကြားလာတယ်ငါတို့ရဲ့အလုပ်ကခိုင်မဲပါမလားငါတို့ရဲ့လုပ်နေတဲ့အလုပ်ကို AI ကတာဝန်ယူပါမလားတာဝန်ယူလာပြီးမှကျွန်တော်တို့အလုပ်ရှားသွားနေတယ်လားဆိုတော့ကျွန်တော်စဉ်းစားရမယ်တကယ်တော့ဖြစ်နေတယ်ဆိုရင်ကိုကကျွန်တော်တို့နေရာမှာ AI ကအသုံးပြုနေတဲ့အနေအထားမျိုးမှာရှိတယ်ဆိုရင်စဉ်းစားရတော့ဘာလုပ်မလဲတင်ဘာလုပ်တော့မလဲဘာလုပ်ဖို့စဉ်းစားထားတယ်လဲဘယ်လိုမျိုးနေရာမှာခင်ဗျားလုပ်တော့မလဲဘယ်လိုမျိုးနဲ့ငါ့ကိုပြန်တစ်ခါAI နဲ့အသုံးပြုလာတဲ့ချိန်ကျတော့ကျွန်တော်တို့ကိုပတ်ထုတ်လို့မရအောင်ဘယ်နေရာမှာဘယ်လိုမျိုးအခြေအနေမှာဘယ်လိုမျိုးအခက်အခဲမှာကျွန်တော်ပိုင်နိုင်ကြိုးစားမလဲဆိုတော့စဉ်းစားထားဖို့လိုတယ်ဒါနံပါတ်1နံပါတ်2ချက်နေနဲ့ပါလဲဆိုရင်ကျွန်တော်နေပညာလည်းမရှိဘူးဆိုရင်ဘာလုပ်ဖို့လိုလဲဆိုရင်ကျွန်တော်ကသူများဆိုင်မှာတော့ဝယ်ရဖို့ကိုပိုင်မဆိုင်ဘူးဆိုရင်သူများဒီ market တွေမှာတော့ဝယ်ရမယ် market တွေမှာဝယ်ရမှာဆိုတော့ဘာလုပ်ရမလဲတခုရှိတယ်သူများစိုက်ထားတဲ့အတီးအနှံငါတို့စားရမယ်သူများစိုက်ထားတဲ့အတီးအနှံတို့သူများလှုပ်ထားတဲ့ຢာသူများဖန်တင်းထားတဲ့ຢာတွေကိုကျွန်တော်တို့ကတွားပြီးဝယ်စားရမယ်ကြတော့ဆိုကျွန်တော်တို့ဒီနှစ်ခုကိုကျွန်တော်ရွေးချယ်စေချင်တာကကိုပိုင်လှုပ်သွားနိုင်စမ်းမရှိဘူးဆိုရင်ကျွန်တော်တို့ကဘာလုပ်ဖို့လုပ်လဲကျွန်တော်တို့ကိုယ်တိုင်ကလည်းသူများရဲ့စိုက်ပျိုးထားတဲ့ဆန်တွေမှာကျွန်တော်တို့က invest လုပ်ဖို့လုပ်တယ်ရင်းနှီးမြှုပ်နှံဖို့လုပ်တယ်ရင်းနှီးမြှုပ်နှံဖို့လုပ်တယ်ဒါမှပဲသူတို့စိုက်ထားတဲ့ဟာကိုလည်းတော့ဝယ်စားရမယ်ကိုဝယ်စားတဲ့နေရာမှာကိုလည်းစားရမယ်ကိုစိုက်ဆံမလို့စိုက်ဖို့အတွက်ကျွန်တော်တို့ကရင်းနှီးသူတို့ကိုပေးထားမယ်အတီးအနှံထွက်လာတယ်ကိုတော့ဝယ်စားတယ်ကိုဆိုင်မှာကိုဝယ်စားမယ်ကိုတပတ်ဆက်ဝင်မယ်ဆိုတော့အဲ့လိုမျိုးအခြေအနေနဲ့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုရင်ပတ်စံမြဲမြဲရှာရမယ်ပတ်စံမြဲမြဲရှာရမယ်ပတ်စံကိုရှာဖို့လိုတယ်ပတ်စံရှာမယ်ကိုကျွန်တော်တို့ဒီနာပတ်သက်ပြီးကျွန်တော်ဒီနေ့နဲ့ပြောပြချင်တယ်ကျွန်တော်အရင်တော့ဒီ US နိုင်ငံသား10နှစ်မကအများကြီးကြော့ပဲအဲ့ဒါတက်တာကျွန်တော် social security report ထဲမှာကြည့်လိုက်တဲ့အချိန်မှာဒီနေ့ US ဒေါ်လာ2,100,000လောက်ကတော့ကျွန်တော်တို့2,100,000နီးပါးလောက်ပေါ့နော်ကျွန်တော်မှာ report လုပ်ပြတာဖြစ်ပါဒါကတော့အရင်တော့ကျွန်တော်တို့ဒီ sushi လုပ်တဲ့အချိန်မှာပေါ့ sushi လုပ်တဲ့အချိန်မှာကျွန်တော်ဒီအခန်းကအမှားကန်ပြတာလေအမှားကန်ပြပြီးမှကျွန်တော်က business လုံးရချင်လို့ပြီးတော့အိမ်ကလည်းနောက်အိမ်တစ်လုံးဝယ်ချင်တာအဲ့တစ်လုံးဝယ်ကျ sushi လုပ်တဲ့အချိန်မှာ2,000,000နီးပါးတော့ဝင်တယ်အဲ့ဒါကိုကျွန်တော်တို့ကဒီဝင်တဲ့ဟာကိုကျွန်တော်တို့ကဘာလုပ်တယ်လဲဆိုရင်ဝင်တဲ့ဟာကိုတခါလဲဝင်တဲ့ဟာနဲ့ရောင်းရတဲ့ဟာနဲ့ပြစ်လိုက်တဲ့ဟာနဲ့နှုတ်လိုက်တဲ့ဟာမှာအမှားကန်3,000,000တော့မှအခန်းရှိတယ်အဲ့တော့ကျွန်တော်တို့ report လုပ်ရတယ် report လုပ်တယ်အဲ့တော့လုပ်ပြီးမှကျွန်တော် sushi လုပ်တဲ့ဟာရဲ့ကျွန်တော် company မှာလုပ်ထားတဲ့ W2 နဲ့လုပ်ထားတဲ့ဟာနဲ့ပေါင်းလိုက်မှဆိုရင်ဒေါ်လာ2,000,000ကျော်
ဒီလိုနဲ့တင်းကြော်တဲ့ချင်းဒီလိုနဲ့တင်းကြော်ရတဲ့ကာလနလေးကြော်3သိန်းလောက်ရှိ3သိန်းနီးပါးလောက်ရှိအဲ့လိုကာလမှာနော်3သိန်းဒါကဟောပေါ့ဒေါ်လာကျွန်တော်ထင်တာ9သိန်းရဘာလဲဆိုရင်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ထင်တာဟိုစနေတစ်ရှိလာတဲ့အချိန်မှာကျွန်တော်ဒေါ်လာ9သိန်းကျော်နော်9သိန်းကျော်6သိန်းနီးပါး6သိန်းနီးပါးတော့မှကျွန်တော်ရခဲ့တယ်ကျွန်တော်ရထားပြီး social security report မှာကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ income တွေကိုကျွန်တော် report လုပ်ထားတဲ့အားလုံးကြည့်လိုက်တဲ့အချိန်မှာ9သိန်းကျော်အဲ့ဒီ9သိန်းကျော်ရှိတဲ့ကာလမှာ9သိန်းကျော်တဲ့ကာလမှာကျွန်တော်တို့ဘာလုပ်နိုင်တယ်လဲနော်ကျွန်တော်9သိန်းရှိတဲ့ကာလမှာဘယ်လောက်ပတ်စံရှိတယ်လဲဘယ်လောက်ကျွန်တော်အတွက်ခြံထားတယ်ကျွန်တော်အတွက်ဘာရှိတယ်လဲဆိုရယ်စဉ်းစားကြည့်ပတ်စံဘယ်လောက်ပဲဝင်ပါစေပတ်စံကိုမစုတတ်ဘူးဆိုရင်အလကားပဲပတ်စံကိုသူ့နေရာနဲ့သူအလုပ်မလုပ်ခိုင်းဘူးဆိုရင်မိတ်ဆွေအလုပ်လုပ်တာဘယ်လောက်ပဲလုပ်နေပါစေကိုယ့်အတွက်တော့ဘာမှအကျိုးရှိတဲ့ဟာဖြစ်လာမှာမဟုတ်ကိုယ့်အတွက်ကြံမှလည်းမဟုတ်ဒါကြောင့်ဘာလုပ်ဖို့လဲကျွန်တော်ဒီနေ့ personal financial နဲ့ပတ်သက်ပြီးမှာနော်နည်းနည်းလေး advice ပေးခြင်းဒါကရင်တော့ကျွန်တော်တင်တန်းတက်ခဲ့တာဟာတွေပဲကျွန်တော်အားနဲ့လက်မှလည်းရှိတယ် personal financial နဲ့ပတ်သက်ပြီးမှာပေါ့နော်အဲ့ဒါတင်တန်းတဲ့ကြောင်းတက်ထားတဲ့ဟာတွေပြီးသွားပြီအဲ့ဒါ certificate တွေကျွန်တော်မှရှိတယ်ဆိုတော့သူတို့ကဘာပြောလဲဆိုအဲ့ဒါနဲ့တင်ယူထားတာနဲ့လက်တွေ့ကတော့အရန်တင်ယူထားတာကနည်းနည်းပဲနော်စာနဲ့တင်တာနည်းနည်းလေးပဲဒါပေမဲ့ကိုပိုင်လက်တွေ့လုပ်ပြီးမှရတဲ့တွေ့ကြိုကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့ဒါပါလေနံပါတ်1ပတ်စံဘယ်လောက်ပဲဝင်ခင်ဗျာတလမှာမိတ်ဆွေတလမှာငါဘယ်လောက်စုရမလဲဆိုတော့တက်ကက်ထားပြီးမှဘယ်လောက်ငါဒီလိုငါအတွက်ချအောင်လုပ်မလဲဆိုတော့အနာဂတ်အတွက်ငါရှိရဲ့အတွက်ငါဘယ်လောက်ချမ်းမလဲဆိုတော့မိတ်ဆွေဆုံးဖြတ်ထားခြင်းမရှိဘူးဆိုရင်ဝင်လိုက်ထွက်လိုက်မိဘတွေကိုညီလိုက်ဟွာလုပ်လိုက်ဒီဟာလုပ်လည်းနဲ့ကုန်နေမရှိခင်ဗျာ10နှစ်ပဲလုပ်လို့20ပဲလုပ်လို့ဘာမှထူတော့မှာမဟုတ်ပါဘူးနော်ဒီနေ့ကြောင်ပြောပြချင်တာဘာမှထူတော့ဘာမှလည်းဖြစ်လာမှာဘာမှလည်းအသုံးဝင်လာမှာမဟုတ်တော့ဘာမှလည်းတိတ်တကြိုရှိလာမှာမဟုတ်ဒါကြောင့်ဒီနေ့ advice နံပါတ်1ပေးချင်တာကကိုလှုပ်ထားတဲ့ဟာနံပါတ်1ကဘာလုပ်ရမလဲဆိုရင်နံပါတ်1ကငါကတလမှာဘယ်လောက်ဝင်ရတယ်နော်ဒီနေ့လောက်ခိုင်းစေချင်နံပါတ်1တည်းအနေနဲ့မိတ်ဆွေအရှိရေးမှာခင်ဗျာဘာလုပ်ချင်နေဆိုရင်ကျွန်တော်လိုမျိုးအတွေ့အကြုံရမှာပဲနောက်တော့မရစေချင်ဘူးအခုကလေးကကျွန်တော်အကြံပေးချင်တာနံပါတ်1ငါတလမှာဘယ်လောက်သုံးလဲငါတလမှာဘယ်လောက်စားတယ်လဲအေးလက်ခဘယ်လောက်စားတာဘယ်လောက်ပြီးသုံးတာဘယ်လောက်ကဲသုံးမယ်ဆိုရင်ဥပမာသုံးလိုက်တဲ့အရာအားလုံးဘယ်လောက်ရှိတယ်လဲဆိုတော့အရင်ရေးချဘယ်လောက်သုံးမလဲသုံးတော့ငါဝင်ငါဘယ်လောက်ရှိတယ်ဆိုရင်ရေးချပြီးမှငါတလမှာဘယ်လောက်စုမလဲဆိုထားလိုက်ဥပမာတလမှာဥပမာ Thai person ဥပမာ US ဒေါ်လာ9000ဝင်တယ်9000ဝင်တဲ့အချိန်မှာ3000လောက်ကတော့3000ကဥပမာနေဖို့စားဖို့က3000လောက်ဆို2000ကျန်မယ်2000ကိုစုပါလားမဟုတ်ဘဲနဲ့ကဲ3500ပဲဝင်တယ်3000က900တော့ကျန်နေတယ်โอเคဒါဆိုရင်တလမှာ900ကိုငါလုံးဝစုကိုစုမယ်900ကိုရှေ့ရဲ့အတွက်ငါထားဖို့ထားရမယ်ဆိုတဲ့ဟာနဲ့မိတ်ဆွေဒီဝချက်ကြီးဒီမှာထားပြီးမှတခါလည်းဘာလုပ်ရမလဲဆိုရင်ကျွန်တော်ဘယ်မှာ invest လုပ်ရမလဲဆိုတော့ကျွန်တော်နောက်တစ်ခုမှပြောပြမယ်ဒီနေ့ကတော့အဲ့ဒါကိုအရင်ပထမအေးစာအနေနဲ့ငါတလမှာဘယ်လောက်ဝင်တယ်ငါတလမှာဘယ်လောက်တုံးတယ်လဲဆိုတော့အရင်တွေ့ကြည့်ပြီးငါတလမှာဘယ်လောက်စုမလဲဆိုတော့ကိုဆုံးဖြတ်ချက်ရေးဆွဲရမှာဖြစ်ပါတယ်အဲ့လိုရေးဆွဲပြီးမှငါဘယ်လောက်စုမလဲဆိုရှိတဲ့အဲ့ဒီဝင်ငွေတွေအဲ့ဒီပတ်အကြံငွေတွေကနေငါတို့ဘာမှရင်းနှီးမြှုပ်နှံဘာမှမသိမ်းထားနဲ့ US နိုင်ငံမှာဆိုရင်တနေ့မှာအဲ့ဒေါ်လာကဒီနေ့မှာဒေါ်လာရဲ့တန်ဖိုးကနောက်နှစ်ဆိုရင်အဲ့ဒေါ်လာတန်ဖိုးမရှိတော့နာမည်တော့ဒေါ်လာပဲဒါပေမဲ့တုံးရတဲ့ buy power ပေါ့ဝယ်ရတဲ့ buy power ဆိုတာကတော့တန်ဖိုးပေါ့သူကကျသွားတာဖြစ်တယ်သူကတန်ဖိုးကဒီငွေရဲ့တန်ဖိုးကဒီပတ်ငွေတန်ဖိုးကျသွားတာကြောက်တော့ဘာလို့မလဲဆိုရင်အဲ့ဒါကိုကျွန်တော်တို့ကပါလဲဆိုရင်ဒီ cash တိတ်ထားတာတဲ့ဘာမှတိတ်ထားတာတဲ့ emergency fund နေနဲ့နည်းနည်းလေးတိတ်ထားပြီးဥမာတလားစားတော့3လစားတော့တိတ်ထားပြီးကျန်တဲ့ပတ်စံအားလုံးမိတ်ဆွေရင်းနှီးမြှုပ်နှံဖို့လိုတယ်ဒါခုနကျွန်တော်ပြောသလိုကိုကနီးပညာလည်းမရှိပညာလည်းကျွန်တော်တို့မှာလုံဆိုင်နိုင်စွမ်းမရှိဘူးဆိုတင်ထွင်နိုင်စွမ်းမရှိဘူးဆိုရင်ကျွန်တော်ကသူများရဲ့ company တွေမှာဒီ market တွေ company တွေမှာငါတို့ကအဲ့လိုလုံနိုင်တဲ့စွမ်းရှိရလို့ပညာရှိရလို့လုံစွမ်းနိုင်တဲ့ရှိရလို့တင်ထွင်ဆိုင်နိုင်ရတဲ့ရှိရလို့လုံတတ်တဲ့လူတွေရှိရလူတွေမှာကျွန်တော်တို့ကရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်ရင်းနှီးမြှုပ်ထားရမှာဖြစ်တယ်ရင်းနှီးမြှုပ်နှံထားရမှာဖြစ်ပါတယ်ဒါမှပဲကျွန်တော်တို့ရှိရတဲ့အတွက်ခွင့်ရဖြစ်ပါတယ်နောက်ခုကျွန်တော်ပြောပြချင်တာကဘာလဲဆိုတော့အခုကျွန်တော်ရွှေပေးနဲ့ပတ်သက်ပြီးကျွန်တော်တို့လုပ်နေတယ်ဒီရွှေပေးကပါလဲဆိုတော့အခု US နိုင်ငံမှာနိုင်ငံခြားမှာပတ်စံပို့မယ်ဆိုရင်25%ကောက်ဖို့တော့မှသူအလုပ်လာပြီနော်25%တော့မှပို့ကောက်ဖို့လုပ်လာပြီဒါပေမဲ့ရွှေပေး
ကျွန်တော်ဒီ digital token ကိုဒီကောင်ရှိမယ်ဆိုရင်เนาะကျွန်တော်တို့ကရွှေဖေးကနေမြန်မာပတ်စံလဲပြီးမှလုတ်လို့ရတဲ့အထိကျွန်တော်တို့လုတ်သွားဖို့ရှိပါတယ်နံပါတ်1ကကျွန်တော်တို့ group ထဲမှာ join လာပါလောလောဆယ်ကျွန်တော်ကအဲ့ရွှေဖေးတွေကိုကျွန်တော် group ထဲမှာ join လာမယ်တကယ်ချင်းတွေကို fake ခေါ်ပြီးမှ group ထဲကိုခေါ်လာမယ်ဆိုရင်ကျွန်တော်ကလောလောဆယ်ရွှေဖေးကိုလကားပြီးနေတာဖြစ်တယ်နော်ရွှေဖေးကိုလကားပြီးမယ်လောလောဆယ်တော့ဒီရွှေဖေးကကျွန်တော်တို့က community အတွက်ပဲဖြစ်မယ်လောလောဆယ်ပေါ့နော် market ထဲမှာမတင်ရသေးဘူးဒါမျိုးရှိသေးမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောသလိုပဲကျွန်တော်အဖွဲ့တိုင်းဝင်မယ်အမ group ထဲမှာ1000ဖြစ်လာမယ်2000ဖြစ်လာမယ်3000ဖြစ်လာမယ်4000ဖြစ်လာမယ်5000 1000ဖြစ်လာမယ်1000ဖြစ်လာ1000ကနေတသိန်းအထိကျွန်တော်တို့ဖွဲ့ထဲမှာရှိလာမယ်ဆိုရင်ကျွန်တော်ကဘာလုပ်သွားမလဲဆိုရင်ဒီကျွန်တော်တို့ရဲ့ရွှေဖေးကို market ထဲမှာတင်မယ်တင်ပြီးမှကျွန်တော်တို့နိုင်ငံတကာကိုရောင်းလို့ရတဲ့နိုင်ငံတကာကိုပို့လို့ရတဲ့ဒီကျွန်တော်တို့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်နော်လှုပ်ဆောင်ဖြစ်ပါဒါကြောင့်ကျွန်တော်တို့ရဲ့ group ကို join ခိုင်းပါ join ပြီးမှကျွန်တော်တို့လှုပ်ဆောင်သွားဖို့ပြောပြချင်တာဖြစ်ပါတယ်ဒါကနံပါတ်1ကကျွန်တော် financial asset အနေနဲ့လှုပ်သွားရမယ့်အစားတစ်ခုကကျွန်တော်ရဲ့တွေ့ကြုံကျွန်တော်10နှစ်9သိန်းကျော်6သိန်းနီးပါးဖြစ်တယ်ကျွန်တော်ရဲ့ income ဒီ14နှစ်15နှစ်ကာလမှာကျွန်တော်ရဲ့ကျွန်တော်ဒီနေ့ social security ကောက်ထဲမှာကျွန်တော်ရဲ့ report လုပ်ထားတဲ့ဝင်ငွေကဘယ်လောက်ရှိတယ်လဲဆိုတာကိုကျွန်တော်ရှာကြည့်တဲ့အချိန်မှာဖွင့်လိုက်တဲ့အချိန်မှာအဲ့ဒါလိုဖြစ်နေကျွန်တော်အော်သွားတယ်ဘာနဲ့မှဘာမှမရှိတပြားမရှိနော်တပြားမရှိမရှိဘူးမကြမ်းဘူးမကြမ်းတော့ကျွန်တော်ရဲ့အတွေ့အကြုံရကျွန်တော်ရဲ့လက်တွေ့ကျွန်တော်တို့ဖြစ်ခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့မိတ်ဆွေတို့ပြောပြတော့မှာဖြစ်တယ်ဘယ်လိုလုပ်လိုက်လဲဘယ်လိုဖြစ်လာတယ်ဆိုတော့ကျွန်တော်စတင်ပြီးလုပ်နေပြီစတင်ပြီးမှကျွန်တော်တို့လှုပ်ရှားနေပြီဖြစ်တယ်ဒါကြောင့်ဒါလေးကိုကျွန်တော်အတိပေးခြင်းနဲ့ပညာလေးပေးခြင်းပဲမိတ်ဆွေစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ page ကို follow like share လုပ်တော့မယ်နောက်ကြိုက်ကျွန်တော်ခုနပြောသလိုရွှေပေးရဲ့ project ကိုအောင်မြင်တော့ကျွန်တော်တို့လုပ်ဆောင်မယ်တကယ်တမ်းကျွန်တော်တို့ကလိုဖွဲ့တယ်များအပြင်ရွှေဖေးကို market ထဲမှာတင်နိုင်ပြီဆိုတော့လည်းကျွန်တော်တို့ YouTube ကိုကြည့်တဲ့လူ YouTube ကနေဝင်လာတဲ့ဝင်ငွေเนาะကျွန်တော်တို့ဒီကျွန်တော်အခု app တစ်ခုလုပ်နေတယ် app ထဲမှာဝင်ပြီးမှကြည်တာနဲ့ပတ်စံဝင်လာတဲ့ဟာမျိုးကျွန်တော်လုပ်သွားမယ်အဲ့တော့လုပ်သွားပြီးမှအဲ့ဒီရတဲ့ပတ်စံကိုကျွန်တော်ဘာလုပ်မလဲဆိုရွှေဖေးကိုဝင်မယ်မိပိုင်ဆိုင်ထားတဲ့ရွှေဖေးကိုရွှေဖေးကနေဒေါ်လာနဲ့လဲလို့ရတယ်ဥမာရွှေဖေးကနေ USDT လဲပြီးမှဒေါ်လာနဲ့နေရမြန်မာကျပ်နေလွှဲလို့ရတယ်အဲ့လိုမျိုးပုံစံလုပ်တော့မှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ website ကလည်းကျွန်တော်အပေါ်မှာတင်ထားပေးမယ် group ကိုလည်းအပေါ်မှာတင်ထားပေးမယ်မိတ်ဆွေ join ခဲ့ဖို့အတွက်လည်းကျွန်တော်မိတ်ဆွေတို့တိုက်လို့ချင်တယ်မိတ်ဆွေခုနကျွန်တော်ပြောသလိုလက်သွဲပြီးလုပ်ဖို့လွယ်တယ်ဥပမာတသိန်းဆိုရင်ကျွန်တော်130လောက်ကျွန်တော်တို့ဒီရွှေဖေးထဲမှာပါဝင်လိုက်မယ်ကျွန်တော်တို့ group ထဲမှာပါဝင်ပဲမယ်ဆိုရင်ကျွန်တော်တို့အများကြီးကျွန်တော်ဒီအလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့လည်းနော်စွတ်ပေါင်းပြီးမှပေါ့နော်စွတ်ပေါင်းပြီးမှဒီဟာလေးဖြစ်မြောက်လုပ်ပြီးမှအောင်မိန်လာအောင်ကျွန်တော်တို့ရဲ့ဒီ project ကိုအောင်မြင်ပြီးမှတစ်စစ်တိုးလာအောင်ကျွန်တော်စူးစမ်းတော့ဖို့အတွက်မိတ်ဆွေတို့တိုက်တွန်းချင်တာဖြစ်ပါတယ် see you next video နောက်မှကျွန်တော်ပြန်တွေ့ကြမယ်